ဘုန်းကြီးကျောင်းတစ်ခုမှာဘယ်သူမှစကားမပြောရဲကြပဲနေလာခဲ့ကြတယ်ဘာဖြစ်လို့လဲဆိုတော့အတန်နီးနဲ့ထွက်တာနဲ့ကဆိုးကြီးရောက်လာမှာပဲဖြစ်တယ်တနေ့တော့လူ3ယောက်ရောက်လာခဲ့ကြတယ်ဒါပေမဲ့ဒီစီမင်းထူးကျောင်းတော့မဟုတ်ပါဘူးကျောင်းမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကြောင့်ပဲဖြစ်တယ်ဒီလိုနဲ့သူတို့3ယောက်ကျောင်းရဲ့ရောက်လာတဲ့ချိန်ဆရာတော်ကစကားမပြောကြဖို့တတိပေးခဲ့ပြီးသူတို့ရဲ့ဆက်သွယ်ရေးဖုန်းတွေကိုလည်းတင်ခိုင်းလိုက်တယ်အဲ့ချိန်မိုက်ကယ်ကသူတို့စုံစမ်းစစ်ဆေးမှုတွေကိုမှတ်တမ်းတင်ဖို့ဖုန်းတွေလိုအပ်တယ်လို့ပြန်ပြောလိုက်တယ်ဒါကိုမြင်တော့ဆရာတော်ကပြုံးပြလိုက်ပြီးသူ့လက်ထောက်တွေကိုဖုန်းတွေကနေစင်ကတ်တွေကိုထုတ်ယူခိုင်းလိုက်တယ်ပြီးတော့သူတို့ကိုလက်ရင်းနဲ့ရေးပြီးဆက်သွယ်ဖို့ဖုန်းပြားတစ်ခုစီပေးလိုက်တယ်နောက်ပြီးဆရာတော်ကသူတို့3ယောက်ကိုဖုန်းကြီးကျောင်းရဲ့မြေအောက်ကတင်ချိုင်းစီခေါ်သွားလိုက်တယ်မိနစ်အနည်းကြာတော့သူတို့ကဖုန်းတော်ကြီးတစ်ပါးရဲ့ရုပ်လောင်းထားတဲ့နေရာရောက်လာခဲ့ကြတယ်ဒါကတော့သူတို့စုံစမ်းဖို့ထွက်လာရခြင်းရဲ့ပထမတစ်ခုဖြစ်တယ်ရန်နှဲငယ်အကြာကကုတင်ချိုင်းတန်ရှင်းရေးလုပ်တဲ့လူတစ်ယောက်ကအခေါင်းထဲကနေထူးဆန်းတဲ့အတန်မျိုးမျိုးထွက်လာတာကိုရုတ်တရက်ကြားခဲ့ရတယ်အဲ့ဒါကြောင့်အခေါင်းကိုဖွင့်ကြည့်လိုက်တော့3နှစ်အကြာကကွယ်လွန်ခဲ့တဲ့ဘုန်းတော်ကြီးရဲ့ရုပ်လောင်ကဆွေးမြေ့ပျက်စီးသွားတဲ့လက္ခဏာတစ်ခုမှမတွေ့ရှိခဲ့ကြဘူးအဲ့ဒါကြောင့်မိုက်ကယ်ကစစ်ဆေးမှုအတွက်ဖုန်းကြီးစီကအရေးပြားနှဲငယ်ယူဖို့ပြင်ဆင်နေချိန်ဘေးနားကဖះเจ้าဝင်တူကရုတ်တရက်သူ့ကိုဟန်တားလိုက်တယ်အဲ့ချိန်သူတို့ကအမျိုးသမီးချစ်တဲ့ MRC ကိုလှည့်ကြည့်လိုက်ကြတယ် MR လည်းချက်ချင်းနားလည်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ရှေးရိုးဆွဲရဲ့ဘုန်းကြီးเจ้าဟာကြားမှာခွဲခြားဆက်ဆံတဲ့အယူဆတွေကိုခိုင်မာဆွဲကင်ထားဆဲဖြစ်တယ်ဒါကြောင့်သူမဟာအဲ့ဒီနေရာကနေထွက်သွားပေးလိုက်တယ်သူထွက်လာတဲ့ချိန် MR ဟာဘုန်းကြီးเจ้าရဲ့တီလာရှင်ဖြစ်တဲ့ဂျင်နီဆိုတဲ့သူနဲ့တွေ့ဆုံခဲ့တယ်သူကဂျင်နီရဲ့လဲထဲကဝိုင်ပိုလင်းတွေလဲကျပြုတ်ကျသွားတာကိုမြင်တော့ MR ကကူညီပေးဖို့စ조사ခဲ့တယ်ဝိုင်ပိုလင်းတွေကိုဘုန်းကြီးเจ้าရဲ့ဝိုင်တိုလောင်ကန်းထိတွန်းပို့ပေးခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကချက်ချင်းရင်းနှီးသွားကြတယ်အဲ့ချိန်မှာမိုက်ကယ်ကတော့ဘုန်းတော်ကြီးရဲ့သားစုကိုစစ်ဆေးရေးဌာနစီပို့ဆောင်ပြီးတဲ့နောက်သူတို့ရဲ့ဒုတိယမြောက်စုံစမ်းဖို့အတွက်ဖះเจ้าဝင်းထဲကလူကိုမေးမြန်းခဲ့တယ်အဲ့ချိန်ဖះเจ้าဆောင်ကသူ့ကိုဘုန်းကြီးเจ้าရဲ့ကျမ်းပြင်ခိုးကန်းစီခေါ်သွားလိုက်တယ်ဆရာတော်နဲ့သူ့လက်ထောက်တွေကလည်းဘုန်းတော်ကြီးရဲ့ရုပ်လောင်းကိုရွှေ့ပြောင်းထားခဲ့ကြတယ်မိုက်ကယ်ကကြည့်လိုက်တော့ထူးဆန်းတဲ့ဗီဒီယိုတစ်လုံးကိုတွေ့မြင်လိုက်ရတယ်ဗီဒီယိုထဲကနေဘာမှမသိတဲ့အရေးတွေကထဲကနေစိမ့်ထွက်နေပြီးဗီဒီယိုရဲ့အပေါ်ဘက်မှာတော့ကြောက်မက်ဖွယ်ရာပုံတန်တန်လိုဖြစ်နေခဲ့တယ်